ဒီဘောစနိုးရောက်ပြီဒီတော့စနိုးရရဲဒီတော့စနိုးရရဲဒီခေါ်ရပေါ့ဒီခေါ်ဒီနော်ရန်ဒီစနိုးရရဲအားလုံးပဲမင်္ဂလာပါ EM Greenwich ချန်ပူမှာကြိုဆိုပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ကိုရီးယားကိုရောက်တဲ့ day 3 လေးပဲဖြစ်ပါတယ်အခုဆိုရင်နှင်းတောင်ကိုကျမတို့သွားနေပါပြီ Miss Casey မို့ပါဒါကလမ်းတစ်ဝက်မှာ3နိုင်မောင်းမဲ့တော့2နိုင်မောင်း လမ်းတစ်ဝက်မှာဘယ်လိုခေါ်လဲဒီနေရာဒီမှာထမင်းဝင်စားတဲ့နေရာလို့အပေါ်အလေးသွားတဲ့နေရာပေါ့ကားစီးပါတယ်ကျမတို့လည်းဆိုင်ကား3နိုင်လောက်စီးလိုက်ရတယ်နော်2နိုင်တိကျော်3နိုင်လောက်ကျမကတော့နေသိမကောင်းခြင်းလို့ဆေးတောက်ပြီးတော့ကားပေါ်မှာပဲတစ်ချိန်လုံးအိတ်သွားပါတယ်အိတ်လိုက် no လိုက်ဗီဒီယိုလေးရိုက်လိုက်ပြီးရင်ပြန်အိတ်လိုက်ကျမတို့တွေကအဲ့ဒီကိုသွားတာလူပဲ2ယောက်လဲဆိုတော့အားလုံးပေါင်း9ယောက်သွားပါတယ်ကားမှာကြတော့အထုပ်တွေနဲ့ဆိုတော့မဆောင်ဆိုတော့4ယောက်တစ်ဖွဲ့3ယောက်တစ်ဖွဲ့သွားပါတယ်ကျမတို့ကကြတော့ဒီသူတို့အဖေနဲ့လိုက်မလားသူတို့အမေနဲ့လိုက်မလားပေါ့နော်အဖေနဲ့လိုက်ပါအခုကကြတော့ကျမရဲ့အကြီးမလေးရဲ့အငယ်ကောင်လေးရဲ့အဖေနဲ့လိုက်သွားပါတယ်အကြီးမလေးနဲ့အငယ်ကောင်လေးကတော့ဖုန်းဆောနေကြပါတယ်ကျမအိတ်တယ်ကျမတို့တထေးဖိုးကြီးကကားမောင်းပါတယ်ကားမောင်းပြီးသူတို့ချင်းလေးအော်ဆိုပါတယ်ကျမတို့လည်းအိတ်ကြပါတယ်ကလေးတွေကဂိမ်းဆောတော့ပေါ့နော်အဲကျမတို့လိုက်ထားလိုက်တပုံရိုက်လိုက်ဒါဆိုရင်ကျမတို့တွေနှင်းတောင်နဲ့နီးလာလေဒီလိုမျိုးမြူတွေလိုနှင်းနေစားပြီးတော့တွေ့နေရပြီပေါ့နော်မှောင်ပြီးတော့လေဒီနောက်ထပ်အမေသူတို့အမေနဲ့ကလေး2ယောက်နဲ့ကြတော့ရက်ထားနဲ့သွားကြပါတယ်ဒါကျမတို့နှင်းနေတွေ့နေပြီတလားနီးလာလေဘလို့ဥစားတွေပေါ့အဲ့ဒီနင်းတော့နမရပါလဲမသိဘူးမေ့ပါပြီပေါ့နော်ဒီမှာသွားတာကြည့်လိုက်ရနီးခဲလေးပို့ပြီးတော့နှင်းနေပို့ပြီးတော့ဖုံးလွန်ခဲလေးပေါ့နော်ကားထဲမှာနည်းနည်းလေးစိတ်နေပြီခုဆိုရင်ကျမဟိုတယ်ရောက်ပါပြီယေးချောစနိုးရရဲဒီခေါ်ရပေါ့ဒီခေါ်ဒီနော်ရန်ဒီစနိုးရရဲI made that. Ooh. Who's sewing? Go flagging. You want to sit down there? Not really, but my pants are like easy to wear. No, man. Oh. Abandoned. Bill. Just Come on, Bill. Bill. Bạn nào rồi chị này sẽ mặc sao vừa bà. Bao giờ này cái tôi Thiếu slow đi. Nè yan chân nè. Đây này yan chân. ကျမကကျမရဲ့ကျေးဇူးရှင်လေးကိုတပုံရိုက်ခိုင်းပါတယ်သူကရိုက်ပြီးချင်းတယ်လို့မရိုက်ပြီးချင်းတယ်လို့မမဆောင်လို့သူကကစားမယ်ဆိုလို့အေးနေမလို့နေနဲ့ငါကစားဘူးဆိုတော့သူကကျမကိုရိုက်ပေးပါတယ်ကျမအဲ့လိုပဲချိန်ချောက်ရတဲ့ကလေးတွေကိုအတားကျမတို့တွေတပုံနေပါတယ်ရိုက်ပြီးတဲ့ခါကျတော့ကစားပါတယ်ကစားတာည9:00နာရီမှကျမတို့အခန်းကိုတက်ကြတာပေါ့နော်အနီနာစားတော့ဆိုင်မှာပဲဝင်စားတယ်စားပြီးတော့ကျမတို့တွေကစားတယ်အပြင်မှာပဲကစားတယ်ပေါ့နော်နှင်းကဒူးကောင်းလောက်ရှိတယ်ကျမတို့ဒူးကောင်းမြုပ်တယ်ပေါ့နော်အဲ့ဒါမှကစားကြတယ်ကစားကြပြီးတော့9:00နာရီလောက်ကျတော့အခန်းပေါ်တက်ပါတယ်9:00နာရီလဲပြီးတော့ကျမတို့တွေကလုံးပင်မှန်းပြီးတော့အိတ်ကြပါတယ်မနေ့ဖြန်ကျရင်နှင်းတောင်သွားပါမယ် day 4မှာပြန်တွေ့မယ်နော်